တဲ့စာပေဝါဒနာပေါင်းလို့ရှိအစီအစဉ်ရစာပေဟောပြောပွဲခမ်းနားကြီးကိုနောက်ဆုံးပိတ်အိမ်နဲ့လွဲပြီးစခန်းသိမ်းအောင်ပွဲခံမဲ့သူကတော့စာရေးဆရာကြီးမေရနာဆိုချစ်ဖြစ်ပါတယ်ရှင်ဒေါ်တန်လာကြီးကဆရာကိုအတုံးမြို့စာပေချစ်ပြည့်တဲ့များနဲ့ဦးစွာမိတ်ဆက်ပေးပါမယ်ရှင်ဆရာကြီးမေရနာဆိုချစ်ရဲ့ညီရင်းမှာဟုတ်ကဲ့လာဖြစ်ပါတယ်ရှင်ကျောက်စင်လေရီဥက္ကဋ္ဌအပါဝင်စိတ်ကိုင်မြို့နယ်ဘုံသူရွာစာတီဖြစ်ပါတယ်။ငယ်စဉ်ကစိတ်ကိုင်မြို့ကျောက်စင်မြို့မန္တလေးမြို့များမှာပညာသင်ကြားခဲ့ပါတယ်ရှင်။မန္တလေးတက္ကသိုလ်မှာပညာသင်ကြားစဉ်တက္ကသိုလ်လူကြီးကျွမ်းစုနှစ်ကြိမ်ရရှိခဲ့ပါတယ်။1938ခုနှစ်မှာမန္တလေးတက္ကသိုလ်မှာဝိစာဘွဲ့ရခဲ့ပါတယ်ရှင်။1963ခုနှစ်မှာနောင်တအမည်ရှိဝတ္ထုလိုဖြင့်စာရေးခြင်းကိုစတင်ခဲ့ပါတယ်။1989ခုနှစ်မှာတလုံးနှလုံးပလဲကုန်းစာအုပ်နဲ့စာပေဗိမာန်ဝတ္ထုလိုကောင်းကျိုးဒုတိယဆုရရှိခဲ့ပါတယ်။1988ခုနှစ်မှာပန်းမြိုင်လေမှဥယျာဉ်မှုစာအုပ်ဖြင့်စာပေဗိမာန်စာပရိသပထမဆုရရှိခဲ့ပါတယ်။1980ပြည့်နှစ်မှာပန်းမြိုင်လေမှဥယျာဉ်မှုစာအုပ်နဲ့အမျိုးသားစာပေဆုရရှိခဲ့ပါတယ်။1989ခုနှစ်မှာပန်းလိုကြီးအပေကိုပြိုးရမှစာအုပ်နဲ့အမျိုးသားစာပေဆုထပ်မံရရှိပါတယ်။2003ခုနှစ်မှာဥပရိယုတ်စာအုပ်နဲ့ဆရာဝန်တင်ရွှေစာပေဆုရရှိခဲ့ပါတယ်။ယခုအချိန်ထိဝတ္ထုလိုပေါင်းချုပ်15အုပ်သုတ္တရတ္တစာပေ16အုပ်လုံးကျဝတ္ထု40အုပ်စုစုပေါင်းစာအုပ်80အုပ်ရေးသားခဲ့ပြီးဖြစ်ပါတယ်။နိုင်ငံဝန်ထမ်းအဖြစ်အလေတန်းပြဆရာအထက်တန်းပြဆရာတက္ကသိုလ်ဆရာအဖြစ်နဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအင်းစိန်ပြည်နယ်အုပ်ချုပ်ရေးဦးကချင်ပြည်နယ်အုပ်ချုပ်ရေးဦးနဲ့ရုံးချုပ်မှာညွှန်ကြားရေးမှူးတာဝန်များကိုလည်းထမ်းဆောင်ခဲ့ပါသေးတယ်ရှင်။လက်ရှိအချိန်မှာနိုင်ငံဝန်ထမ်းအဖြစ်မှအငြိမ်းစားယူပြီးတော့မြန်မာနိုင်ငံစာပေနဲ့စာနယ်ဇင်းအဖွဲ့မှာဘိုးဥဆောင်တာဝန်ကိုထမ်းဆောင်ရင်းစာပေတာဝန်များထမ်းဆောင်ရရှိပါတယ်ရှင်။ဆရာရှင်သင်မြင့်ပေါ်ကိုကြွရောက်ပြီးတော့ဘဝနဲ့စာပေဆက်ဆက်နေတဲ့သတ္တဝေယအကြောင်းအရာများကိုဟောပြောပေးပါမယ်။ဒီသားစွာခံကြားပါရရှင်။ချမ်းလိုက်တာကျွန်တော်တို့ဒီလောက်သင်္ကြန်အေးအေးချိန်ထိစာပေဟောပြောဝဲကိုကြွရောက်ချင်းမြင့်တဲ့သံဃာတော်ရှင်များများကိုယုံသေးစွာကြော့ပါလေဒီဟောပြောဝဲဖြစ်မြောက်ပရိဟိတစေရနာစိတ်ကောင်းနဲ့ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တွေမြို့မိမြို့ဖာတွေနဲ့ဒီလောက်အေးအေးချမ်းချမ်းချိန်ထိအားပေးကြတဲ့စာချစ်သူများကိုလေးစားကြောင်းချစ်ခင်ကြောင်းဥစွာပြောလိုပါတယ်ကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေအေးအေးချမ်းချမ်းရှိကြပါစေလို့မေတ္တာပို့ပါပြည့်တဲ့ဆုနဲ့ပြည့်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဟောပြောတာ၄ယောက်အများရန်လိုပါပဲငယ်စဉ်ကြီးလိုက်ဆိုတော့ကျွန်တော်ကနောက်ဆုံးနေရဝင်လာပြီဆိုရင်ပြိတ္တကြီးကိုအပြည့်တွေ့ရကျွန်တော်လှည့်ကြလို့ရှိရင်တဝက်လောက်ပဲကြံကြလွန်ခဲ့တဲ့၄နှစ်လောက်ကတော့ရင်းငိမ်သွားဟောတယ်အင်မတန်များပြားပါတယ်ကွင်းမြင့်ကြီးထဲမှာစင်ထိုးဟောတာပြိတ္တကဘောလုံးဝင်းကြီးထဲမှာများလုံးအကြီးလုံးလို့ဟိုးနောက်ကလူတွေကစာရေးဆရာကိုကောင်းကောင်းမမြင်ရဘူးအဲ့တော့ကွင်းမြင့်ကြီးရဲ့ခလဲကောင်လောက်မှာ TV နှလုံးထပ်ပြီးတော့ဆင်ထားပေးရတယ်နောက်ကလူတွေကစာရေးဆရာကိုမြင်ရအောင် TV ထဲကြည့်ရတယ်ဟောလိုက်ကြတာ၄ယောက်၈ယောက်၃ယောက်လည်းဟောကျွန်တော်တို့ကရှေ့ဆုံးတန်းထိုင်ကျွန်တော်လှည့်ကြတက်သွားဩစရာကောင်းပါလေကွင်းပြင်ကြီးပဲတွေ့ရပါတော့ကျွန်တော်ဝင်လာတော့ကအပြည့်ကြီးရှိတဲ့လူတွေတယောက်မှမရှိတော့ပါဘူးကျွန်တော်လည်းဘာမှမဟောဘဲနဲ့ပြန်ဆင်းခဲ့ရပါတယ်အဲ့ဒီနေ့ကကျွန်တော်တို့တယောက်ကို
ဟောပြောကညံပူဇော်ကဆို3000ပေးပါလေကျွန်တော်ကလေမကုန်မဲနဲ့ရခဲ့ပါလေအဲ့ဒီလိုလဲရှိပါတယ်အဲ့တော့စာရေးဆရာကြီးစာပေဟောပြောဝဲလိုက်လာဒီမှာလာတဲ့ခရီးမှာတော့အစစရရအားလုံးအဆင်ပြေပါလေကျောင်းကနေပြီးဒီဘက်ကူလာတော့လည်းဒီကားကလေးနဲ့လာခေါ်အဆင်ပြေပါလေလမ်းကလေးကလည်းကောင်းကောင်းလေးဆိုတော့ဟန်ကူကြလို့ပါဒီရောက်တော့လည်းကျွန်တော်တို့စာကြည့်လိုက်ပေါ်ရမှာကောင်းစွာထားပါတယ်တွေ့တာလေအဲ့ဒီငရံဥပတ်လို့ခေါ်ပါတယ်ငရံဥပတ်ဒီကျွန်တော်လည်းတော်တော်စားပလိုက်ပါပြီဒီမှာမှစားရတဲ့ဟာမျိုးပါပဲအဲ့တော့ဒီပြင်လည်းမျိုးမျိုးကောင်းပါတခါတခါကြလဲကျွန်တော်တို့ဟောပြောဝဲလိုက်တာဆင်ပြေတယ်ခင်ဗျတခါတခါကြလဲတော်တော်ကိုဒုက္ခရောက်ပါတယ်မကြခင်ကပဲကျွန်တော်ပြန်လာပါတယ်ဟိုဘက်စကိုင်းတိုင်းကချက်သိန်းကိုသွားဟောပါတယ်ဒီကနေရန်ကုန်ကနေမန္တလေးထိကားစီရပါတယ်ပညာလုံးမရပါဘူးမန္တလေးရောက်တာနဲ့တခါရထားနဲ့ခီးဆက်ရပါတယ်ချက်သိန်းဘူရနာနီးတော့လာကြိုတဲ့လူငယ်2ယောက်ကပြောပါတယ်ဆရာတဲ့ရှေ့မှာချက်သိန်းဘူရာရောက်တော့မယ်တဲ့အေးရောက်ဟန်ကြတော့ပေါ့ကွာလို့ဆင်းကြရုံပေါ့လို့ဒါပေမဲ့လို့ဆရာတဲ့ဒီယထာချက်သိန်းဘူရာမရက်ဘူးတဲ့မရက်ရင်ငါတို့ကဘယ်လိုလုပ်ရမှာလို့ဆိုဘူရာတဲ့ရောက်လို့အချိန်နဲ့ရော့သွားရင်ခုံချရမယ်ဆရာတဲ့ကျွန်တော်တော်တော်တုံလှုပ်မိပါလေဟောဒီသက်ဒီရွယ်မှငါလေဒီတွေပါဒီမပါဘဲနဲ့ခုံချရမယ်ကျွန်တော်မဖြစ်နိုင်ပါဘူးကွာလို့အဲငကပ်ဘူးယထာကပ်ဘူးသွားဆွေးနွေးရတယ်ဆွေးနွေးတော့ကပ်ဘူးကအချိန်လျှော့ရုံမကဘူး10မိနစ်လောက်ကလေးခဏရပ်ပေးမယ်သူ့မှာရပ်ခွင့်မရှိပါဘူးတဲ့ရက်တဲ့သဘောမဟုတ်ပါဘူးနှေးတဲ့သဘောနဲ့ခဏလေးရပ်ပြီးတော့မြန်မြန်ဆင်းပါဟောကျွန်တော်တို့မှာပေါ့ဝဆောင်းပြီးတော့ခိတ္တရက်တဲ့ချိန်အမြန်ဆင်းရညဟောတဲ့ခါကျတော့လေဒီမှာတော့ကျောင်းခမ်းမကြီးမှာမိုးလုံးလေးလုံးကောင်းပါကိုမှာတော့အဲ့လိုမရှိတဲ့ခါကျတော့ကောင်းပါတယ်ကျွန်တော်အဲ့လိုပြိဿကိုမြင်နေပါတယ်မြင်မို့သိအားမရှိပါဘူးအဲ့တော့ဟိုမှာတော့ပြင်းပြင်းကြီးတဲ့မှာဟိုပိတ်ထိုင်လည်းကောင်းပါတယ်လင်းနေလည်းကောင်းပါတယ်ပိတ်လိုက်လင်းလိုက်ဖြစ်နေလည်းကောင်းပါတယ်အဲ့ဒီကွင်းမြင်ထဲမှာစင်ထိုးဟောတယ်ဗျစင်ထိုးဟောတော့ရှေ့ဆုံးမှာရောက်နေတဲ့တယောက်ကကျွန်တော်စင်မွန်တက်သွားတယ်ကျွန်တော်ဘာမှမဟောသေးဘူးသူကလက်ခုပ်တွေစတီးနေပါတယ်မူးနေပါတယ်နောက်တော့ကျွန်တော်နည်းနည်းပြောရင်သူလက်ခုပ်တွေအများကြီးတီးပါတယ်ကျွန်တော်သူ့ကြည့်ပြီးတော့ပြောရမှကြောက်လာပါတယ်နည်းနည်းပြောရင်ဒီကောင်တီးအောင်ပါပဲလို့နောက်တော့သူ့မတွေ့ရတော့ပါဘယ်ရောက်သွားမှမသိပါဘူးဟောပြောဝဲပြီးလို့ကျွန်တော်အားပေးနေတဲ့ဆရာဘယ်ရောက်သွားလို့ဆိုရဲကုတ်သွားပြီတဲ့ဒီကောင်တော်တော်အရားပြေသွားမှာပါပဲဒီဟောပြောဝဲပြီးတဲ့ခါမှာအဲ့ဒီကျေးဇူးရှင်လေးကိုကျွန်တော်ရဲကိုတောင်းပန်ပြီးပြန်လွှတ်ပေးခဲ့ရပါတယ်မလုပ်ပါနဲ့ဗျာလို့ကျွန်တော်အားပေးတာပါလို့အဲ့တော့သူ့ကိုမနေ့ပြန်ပြီးတော့ထုတ်ပေးရပါအဲ့လိုလဲကျွန်တော်တို့ဂျုံနေဗျမျိုးမျိုးပါပဲဒါပြောစရာကောင်းပါလားတနှစ်တော့ဒီလိုရာသီမှာကျွန်တော်ကတရုတ်ပြည်ရောက်နေတယ်တရုတ်စာရေးဆရာဖွဲကဖိတ်သွားလို့ကျွန်တော်မြန်မာနိုင်ငံကစာပေဟောပြောဝဲအကြောင်းပြောပြတယ်တရုတ်စာရေးဆရာကအံ့ဩနေတယ်အဲ့တော့စာပေဟောပြောဝဲဆိုဘယ်လိုလဲတဲ့ဟောမြန်မာတို့စာရေးဆရာကစာပေကြောင်းဟောတာပေါ့လို့စာချစ်တဲ့လူတွေကလာနာထောင်ကြတယ်လို့အများကြီးပဲလားတဲ့အများကြီးပေါ့လို့ရုပ်ရှင်ုံကြီးတွေမှာဟောရင်လည်းလူအပြည့်ပဲကွာလို့ခမ်းမကြီးတွေမှာလည်းအပြည့်ပဲကွင်းမြင်စင်ထိုးဟောတော့လည်းအများကြီးပါပဲလို့ငါတို့စီမှာမရှိဘူးတဲ့ဒီနေ့ညမင်းတို့ကုမင်း University မှာငါတို့ညစာကျွေးဖို့လုပ်ထားတယ်တဲ့ငါတို့လူတွေစုကြည့်မယ်တဲ့စီးအောင်လို့ရလို့ရှိရင်မင်းဟောပေးမလားတဲ့ကျွန်တော်လည်းခက်လွယ်လွယ်ပြောလိုက်ပါဟောပေးမယ်လို့အဲ့ဒီနေ့ညသမင်းစားနေတော့တရုတ်စာရေးဆရာလာပြောတယ်အံ့ဩစရာကောင်းလိုက်တာမြန်မာလူမျိုးစာရေးဆရာဟောမဲ့အကြောင်းငါတို့စီးအောင်တာကိုဘက်ကခမ်းမထဲမှာလူတွေကိုအများကြီးရောက်နေပြီတဲ့အဲ့လိုများတဲ့ပြည်သက်တစ်ခါမှမတွေ့ဘူးတဲ့မင်းသမင်းစားပြီးဟောရမယ်တဲ့ငါတို့ဗီဒီယိုတွေပါဒီမှတ်တမ်းတင်ဖို့လုပ်ထားတယ်တဲ့ကျွန်တော်သမင်းကိုမြန်မြန်အံ့ဩလုံးလို့သေတော်သွားနိုင်ပါလေ
အဲ့ဒီ14ယောက်လည်းကျွန်တော်ချမ်းသာမပေးပါဘူးဟောပြခဲ့ပါတယ်ကျွန်တော်ကမြန်မာလူဟောပါတယ်ကျွန်တော်မှတရုတ်လူတစ်လုံးမှမတတ်တာအောက်ကနားထောင်နေတဲ့တရုတ်14ယောက်ကလည်းမြန်မာစကားတစ်လုံးမှမသိပါဘူးကြောင်စီလေးတွေငေးကြည့်နေပါတယ်သနာစရာကောင်းပါတယ်ကျွန်တော်နည်းနည်းလေးဟောပြီးလို့ရှိရင်ကျွန်တော်တို့မြန်မာလူမျိုးစာရေးဆရာတယောက်ကအင်္ဂလိပ်လိုကောင်းကောင်းပြောရတော့ကျွန်တော်ပြောတာလေးကိုသူအင်္ဂလိပ်လိုဘာသာပြန်ပါတယ်အဲ့လိုသူကဘာသာပြန်ပြီးလို့ရှိရင်တရုတ်လူမျိုးအင်္ဂလိပ်စာပါမောက္ခမစ္စတာယန်နဲ့သူကဒီမှာတက်လာပြီးတော့3ဆင့်ဘာသာပြန်ရပါတယ်မစ္စတာယန်တရုတ်လူပြောမှတရုတ်တရားခေါင်းတွေပါညိတ်ကျွန်တော်ရည်စရာတစ်ခွန်းလောက်ပြောရင်နောက်ထပ်9မိနစ်လောက်ကြာမှရည်တန်ကြားပါအားမရှိပါဘူးဒီမှာခုပြောခုကြီးဆိုတော့အားတက်ပါတယ်စာရေးဆရာတွေဟောပြောဝဲသွားရင်းနဲ့တွေ့ကြုံမျိုးစုံပါပဲတနေ့တော့ကျွန်တော်ကရွှေဘိုသွားဟောရင်းနဲ့ညနေပိုင်းမှာအားနေတော့ရွှေဘိုကစာပေကော်မတီကိုကျွန်တော်ကဒီနာလှတော့ရွာလိုက်ပုံမလားလို့ဘာလို့ချင်လို့လဲတဲ့လှတော့သားတွေနဲ့စကားပြောကြည့်ချင်လို့ပါလို့လှတော့သားတွေကစကားပြောရင်အလင်္ကာတွေနဲ့ပြောတတ်တယ်ဥပမာလင်္ကာတဲ့နှိုင်းရှင်ပြတယ်ယူပကအလင်္ကာတဲ့ထပ်တူပြုတယ်အတိတ်တရားဝုဒ္ဓိအလင်္ကာတဲ့အကြီးအကျယ်ပေါ့သူချီးမြှောက်ပြောတယ်ဝန်ကဝုဒ္ဓိအလင်္ကာတကွက်ကျော်တွယ်ကဝိုက်ခါပြောတယ်ဒါတွေကိုကျွန်တော်ကတက္ကသိုလ်မှာသင်ရတယ်လှတော်သားတွေကမသင်မဲနဲ့ဘယ်လိုလုပ်တတ်နေကြတော့ကျွန်တော်တို့မှတော်တော်ကိုလေ့ကျင့်ရတယ်ဆရာတော်သံဃာတော်တွေဓမ္မကတိကတွေဟောတဲ့ထဲမှာလည်းကြားရစာရီထဲမှာလည်းဖတ်ရကျွန်တော်တန်တရားရှိတယ်ဟုတ်မှဟုတ်ကဲ့လားလို့လှတော်ကိုသွားအရှင်လက်လက်နားထောင်ကြည့်ခြင်းနဲ့ကော်မတီကလိုက်ပို့ပေးပါတယ်ဘင်္ဂါကလေးနဲ့တိတ်မွေးပါဘူး9မိုင်လောက်ဝေးပါတယ်လှတော်လမ်းဆောင်ရောက်တော့မော်တော်ကားကလေးကိုရက်လိုက်အဲ့ချိန်မှာဟိုးရှိရလူတယောက်စူပါကတ်ဆိုင်ကယ်ကလေးစီးပြီးတော့လာပါတယ်အသက်40လောက်ပင်ပါပဲရွှေဘွားလူကလှမ်းခေါ်တယ်ဟေးကိုကျော်မြင့်လာအောင်နဲ့ဆိုင်ကယ်လေးရောက်လာပါတယ်ကျွန်တော်ထိုင်းနေတဲ့ဘေးပရင်းမောက်ဘေးလေးမှာရက်လိုက်ဒီမဲกว่าတဲ့ရန်ကုန်ကလာတဲ့စာရေးဆရာကြီးတွေတဲ့မင်းတို့လှတော်သားနဲ့စကားပြောခြင်းလို့တဲ့အဲ့လိုလဲပြောလိုက်ရောလှတော်သားကျွန်တော်ကိုကြည့်ပြီးပြောပါတယ်ရပါတယ်တဲ့ဆရာကြီးတို့ကျွန်တော်တို့နဲ့တွေ့ရင်တော့သွားဆရာဝန်နဲ့တွေ့သလိုပါပဲတဲ့ဘာမှမသိပါဘူးကျွန်တော်ဘယ်သိမလဲသူကတကွက်ကြော်ပြောလိုက်တာဝန်ကဝုဒ္ဓိအလင်္ကာမသိတော့မေးရဘာဖြစ်လို့လဲအဲ့လိုမေးလိုက်ရင်ကျွန်တော်ရှုံးပြီရှုံးရင်လည်းရှုံးမတတ်နိုင်ဘူးကိုမမသိတာဘာဖြစ်လို့တော့မေးတော့သူကဆရာကြီးစဉ်းစားကြည့်လေတဲ့သွားဆရာဝန်နဲ့တွေ့လို့ရှိရင်ပါဇက်ကိုဖြဲမပြဘူးလားတဲ့ပြတာပေါ့ဗျာဒါမှသွားကိုကုလို့ရမှာပေါ့အဲ့လိုပါပဲတဲ့ကျွန်တော်တို့နဲ့တွေ့ရင်ကျွန်တော်တို့ကရည်စရာတွေပြောတော့ဆရာကြီးကရည်ရင်ပါဇက်ကိုဖြဲပြရအောင်မလေးတဲ့ဒါသွားဆရာဝန်နဲ့တွေ့သလိုပါပဲတဲ့ဒါလှတော်သားသေချာလောက်တယ်လို့စကြဲကိုအဲ့လိုလှတော်သားစတယ်ဒါနဲ့ကျွန်တော်ကသူ့ကိုပြောတယ်ဟိုမော်တော်ကားရှေ့ကန်းကထိုင်နေတာလို့စာရေးဆရာအကြကွေးပဲလို့အဲ့လိုလည်းပြောလိုက်ရောလှတော်သားချက်ချင်းထွက်လာတယ်ဟာဆရာကြီးနာမည်ကကောင်းလာကြီးလားတဲ့မနဲ့လင်းလို့လက်ဖေးဆိုင်သွားရင်မုံဘိုးမကုံတော့ကိုယ်နာမည်နဲ့ကိုတို့မြည်လိုက်ုံပဲနိုင်ငံကျော်ဟာသစာရေးဆရာအကြကွေးလှုပ်တော့မလှုပ်လိုက်နိုင်ဘူးကိုကြီးမင်းခံရပြီလားဆိုခံရတယ်ကွာကိုယ့်ရဲ့သားလို့ခံရတာသဘောကျဒါနဲ့ကျွန်တော်တို့သူ့ကိုသဘောကျတယ်ဗျာဆိုပြီးတော့လက်ဖေးဆိုင်သွားရအောင်ဆိုပြီးလှတော်သား9ယောက်သူကလည်းဆုလိုက်ကျွန်တော်တို့စာရေးဆရာ3ယောက်နဲ့စကားပြောကြပါတယ်အဲ့လှတော်သားတွေပြောတဲ့စကားကိုနားထောင်ကြည့်ပါစပင်းတာယာတဲ့ပါလိုက်ပုံမြန်တော့တဲ့စပင်းမြတ်ဆိုင်ရှေ့တောင်ဖြတ်မစီရဘူးတဲ့စပင်းငုတ်တုံနဲ့တွေ့ရင်ပေါက်သွားမှဆိုလို့ပါအလှမှာကျွေးတဲ့ငချောက်ငံလိုက်ပုံမြန်တော့မူးဘေးမေးတင်နေရတယ်တဲ့ဘာဖြစ်တာတော့ဆိုတော့ငချောက်ကငံလုံးလို့ရေငတ်တော့ရေဥစဉ်ကိုခဏခဏသွားမတော့နိုင်တော့ဘူးမူးမြစ်ကံဘေးမေးတင်ပြီးအော်တိုမက်တစ်တောက်နေရတယ်အဲ့ဒါဝန်ကဝုဒ္ဓိအလင်္ကာလည်းဖြစ်ပါတယ်အတိတ်တရားဝုဒ္ဓိအလင်္ကာလည်းဖြစ်ပါတယ်အောက်ပြေအောက်ရွာသွားတော့
အဲ့ဒါမျက်စိကမ်းပဲกว่าလို့ပြောတာနဲ့ငုံကြည့်လိုက်ပါလေဆရာကြီးရဲ့တဲ့လေတံမှန်လေးတွေတန်းစီစိုက်ထားတာလူအိမ်မှာဖက်တွေချွတ်ထားကြနာပဲသူတို့ပြောတဲ့စကားဟာလွယ်လွယ်ကလေးပဲသူတို့မြင်ဘူးတာလေးတွေနဲ့နှိုင်းရှင်ပြတယ်လာရောသားကကာလံဘေးမှာနွားကြောင်ရင်းနဲ့ထနောင်းမင်းရိတ်အိတ်နေတယ်အဲ့နာမှာလူတယောက်ကဆိုင်ကယ်ပြက်စက်ကိုကိုပြင်းဒီစမ်းပေါ်လှုပ်ရပြီမှလို့ခြေထောက်နဲ့နင်းပြီးတော့နှိုးတယ်ထုံမနိုးသေးဘူးပြင်လိုက်နှိုးလိုက်နင်းလိုက်ဘယ်လောက်ကြာတော့ဆိုနိုင်ရွက်လောက်ကြာလာရောသားအိတ်လို့မရထားလာပြုတ်ဆရာကြီးတဲ့နွားစာဆင်းရင်တပုတ်လောက်ရပြီနော်တဲ့နွားစာဆင်းတာခြေထောက်နဲ့နင်းရတာဟုတ်ရှေ့ကပုတ်ခံထားရင်ပုတ်နဲ့တပုတ်လောက်ရပြီဆိုင်ကယ်ပြက်တဲ့ကောင်လည်းဆက်မပြင်းရတော့ပါဘူးလာရောသားကတဲ့စဘာတိုင်ကိုသွားပြီးတော့စဘာရောက်ဒိုင်မှုကငွေရပြေစာမှာလက်မှတ်ထိုးပေးလိုက်သူများအတုထိုးလို့မရအောင်ရှုပ်ဆက်ခတ်ချလိုက်ဒင်းလာရောသားလှမ်းကြည့်လုံမနေပါနဲ့ဆရာကြီးရဲ့တဲ့တပြက်စီမင်းဆိုးရိုက်လိုက်ပြီးတာပဲတီးတဲ့ရှုပ်တာတော့မရှိတော့ဘူးအဲ့ဒါမျိုးမိန်းမတွေကလည်းပြောတတ်တယ်ဟဲ့သူသားလေးကိုပြောတယ်ဟဲ့ကောင်လေးတဲ့ကားလမ်းပေါ်သွားမစော့နဲ့တဲ့ရောက်သွားနဲ့ချစ်ယူနေရမယ်တဲ့ကားတက်နေလို့ပြာကတ်သွားလို့ရောက်သွားနဲ့လို့ချစ်ရမယ်ဒါတိတ်တရဝုဒ္ဓိအလင်္ကာပါပဲအဲ့တော့ကျွန်တော်ပြောတယ်အော်လို့ခင်ဗျားတို့နဲ့ပြောရတာကြီးနေရတာပဲနော်လို့ဟုတ်တယ်ဆရာကြီးရဲ့တဲ့ကျွန်တော်တို့ကကိုချင်းချင်းလည်းအဲ့လိုပြောပြီးတော့ရီးနေကြတာပဲခင်ဗျာရီးနေတော့ကျမ်းမာတယ်ဗျာတဲ့အသက်ရှည်တယ်တဲ့ဆေးကန်းနေပါလေသိမ့်မလိုက်ရဘူးတဲ့ဒါကြောင့်မို့ကျွန်တော်တို့စီကိုဆရာဝန်နေပါလေလာရင်မပျော်ဘူးခင်ဗျာဆရာဝန်တယောက်တော့ရောက်လာပါတယ်ခင်ဗျာရောက်လာပြီးတော့ဘယ်လိုဖြစ်တယ်လဲမသိပါဘူးခင်ဗျာတဲ့သူရောက်ပြီး3ရက်လောက်နေတော့လူနာတယောက်သွားပြီးတော့ဆေးထိုးတယ်တဲ့ဆေးထိုးပြီးတော့သေသွားတာပဲခင်ဗျာဟောဒါလဲတခါတလေမတော်တဆဖြစ်တတ်တာပါပဲကျွန်တော်တို့ကပြဿနာမရှိပါဘူးတဲ့နောက်9ရက်လောက်နေတော့နောက်တစ်ယောက်သွားပြန်တယ်ခင်ဗျာဆေးထိုးပြန်တယ်ခင်ဗျာသေတာပါပဲဗျာဩ2ယောက်လောက်ကလည်းစက်တိုက်ဖြစ်ခြင်းဖြစ်နိုင်တာပါပဲကျွန်တော်တို့ကပြဿနာမရှိပါဘူးတဲ့နောက်တစ်လလောက်နေတော့နောက်တစ်ယောက်ထိုးပြန်တယ်ခင်ဗျာသေတာပါပဲခင်ဗျာဩဒါကြတော့လည်းနည်းနည်းများသွားပြီဒါနဲ့ကျွန်တော်တို့အထက်ကိုတိုင်စာပို့လိုက်ရတယ်တဲ့ဘယ်လိုတိုင်လို့ဆိုတော့ဒီဆရာဝန်ကိုမြန်ပြောင်းရင်လည်းပြောင်းပေးပါပြောင်းမပေးနိုင်သေးရင်လည်းသင်္ချိုင်းကုန်းကိုချဲ့ပေးပါအဲ့ဒါလာရောသားတိုင်တဲ့နီးပါပဲသူအထက်လူကြီးတွေကိုလည်းဘေးကျန်ချက်ဖြစ်အောင်မလုပ်ပါဘူးဒါနီးလန်းနှစ်သွယ်တင်ပြပါကျွန်တော်အမေကြီးအဲ့ဒီဆရာဝန်ပြောင်းသွားလားဆိုပြောင်းတာပေါ့ဆရာကြီးရဲ့သင်္ချိုင်းကုန်းချဲ့ရတာခက်တယ်ခင်ဗျာသူတို့ကပြောလိုက်တယ်ကျွန်တော်တို့ရည်နေရတယ်ကျွန်တော်သူနဲ့ပြောရင်းနဲ့ဘေးပြီးကြည့်လိုက်တော့လက်ကွင်းထဲမှာရေတွေတွေ့တယ်ဗျတစ်ပင်တွေကလည်းစိမ့်လို့ဟောလို့ကျွန်တော်လှရောဆိုတာအညာဒေသပူပင်း6တွေ့မှတ်နေတာလို့ခုတော့မှရေတွေကလည်းဖွေးလို့ရေပေါ်ပုံရတယ်နော်လို့အဲ့လိုပြောတော့လှရောသားသဘောကျတယ်ဗျသူမျိုးသူ့ရွာကိုချီးမွမ်းတာဟောဆရာကြီးကလည်းဗျာတဲ့ရေပေါ်ချက်ကတော့စက်သုံးမှနှစ်ခါရဲ့ရေထွက်တယ်ဗျကျွန်တော်အဲ့ဒီစကားကိုလည်းသိသဘောကျတာပဲကြက်တောင်သူကကြက်သုံးမှဒါဒေါသားတွေကျွန်တော်တို့ဒေါသားတွေသိရဗျကြက်ဖဆိုတဲ့ကောင်အကောင်ကြည့်တယ်ခြေထောက်တုတ်တယ်ဒါပေမဲ့လို့ရက်တဲ့နေရာမတန်ဘူးအဲ့ကြက်ဖမရက်ချင်တယ်လို့ရက်ချင်တယ်လို့ဟိုငေးဒီမော့ဒီကောင်ကြက်မှပဲလိုက်ရှားနေတယ်ရက်တာမတန်ဘူးကြက်သုံးမှကြတော့သာသမီဇောနဲ့သူ့ကလေးတွေကိုကျွေးချင်လို့ရက်တော့မယ်ဆိုရင်ကလေးဖွင့်ချတာတင်းသိပ်တန်နေဗျအားရပါရရက်သူပြောတာအဲ့စက်သုံးမှနဲ့ပြောတာစက်သုံးမှနှစ်ခါရက်ရေထွက်တယ်ဆရာကြီးရဲ့တဏှာရဲကိုနှစ်ချက်ချစ်မိလိုက်ရေထွက်လာရောတဲ့ရေအဲ့လောက်ပေါ်တယ်တဲ့ထွက်လာတဲ့ရေကလည်းဘာကောင်းတယ်လဲမမင်းနဲ့ဆရာကြီးတဲ့စပါကလင်မဲတဲ့ချိုးနေတယ်တဲ့သူ့ရွာသူကြတော့ကြွားတယ်ဗျကျွန်တော်တို့နဲ့တော့နီးပါရဲ့ဆရာရဲ့တဲ့ဒီနားမှာဝက်လက်မြို့ရှိတယ်ခင်ဗျတဲ့မတူဘူးတဲ့သူကတော့ရေရှားတယ်တဲ့
အဝီစီတွင်းဆိုတဲ့အတိုင်းပဲတဲ့ဒေဝရငယ်ရိပ်ပုံတူရတယ်တဲ့ဝက်လက်ကိုကြတော့နှိမ့်နေအဲ့တော့ကျွန်တော်တို့ရည်နေတော့ရွှေဘူကပါလာတဲ့ရွှေဘူသားစာရေးဆရာလည်းရည်နေတာပေါ့လေအဲ့ဒါကိုသူကလှမ်းကြည့်ပြီးအဲ့နဲ့သူတို့ရွှေဘူကလူတွေကိုလည်းပြောအောင်မဲတဲ့ရွှေဘူသားနည်းနည်းတွန့်သွားတယ်ဗျအဲ့ဒီရွှေဘူသားတွေကဆရာကြီးရဲ့တဲ့စကိုင်းကိုသွားပြီးတော့သူတို့မော်တော်ကားနဲ့ဘောလုံးကန်ကြတယ်တဲ့သူတို့မြတ်နိုင်ပြီးတော့ပြန်လာပြီဆိုရင်တဲ့ကျွန်တော်တို့လှတော့ကိုည10နာရီ17နာရီလောက်အဲ့ဒီကားကြီးကဖြတ်သွားတယ်တဲ့တရွာလုံးမအိပ်ရဘူးဆရာကြီးတဲ့ပွက်ပွက်ကိုညမ်းနေတာပဲတဲ့ဆူးညံသွားကြတယ်ကျွန်တော်တို့ကသိလိုက်ပါပြီတဲ့ရွှေဘူသားတွေဘောလုံးနိုင်လာပြီကွာသိလိုက်ပါတယ်သူတို့များရှုံးလို့ရှိရင်တော့ဆရာကြီးဘယ်ချိန်ပြန်သွားမှန်းကိုမသိဘူးတိတ်ငိမ့်နေတာပဲကျွန်တော်ထင်ပါတယ်တဲ့လှတော့မရောက်ခင်တမိုင်လောက်ကလေးကမော်တော်ကားကြီးကိုထမ်းသွားကြတယ်ထင်တယ်တဲ့မျက်စိတွေကိုကျွန်တော်မြင်လာတယ်ဗျသူများပြောရင်းနဲ့သူကအားနာတယ်ထင်ပါရဲ့ဆရာကြီးအားတဲ့သူများသာပြောရတာပါလေကျွန်တော်တို့လှတော့အကောင်တွေကလည်းရေအိုင်တွေ့တိုင်း9ပဲလုံးလို့သေးတောင်ပေါက်မထားရဘူးသူရသူလည်းပြန်ချပါအဲ့လိုဗျသူတို့ပြောတဲ့စကားတွေအများကြီးပါဗျပြောရင်မကုန်နိုင်ဘူးကျွန်တော်ကနားထောင်ကောင်းနေပြီမဲ့လို့ကော်မတီကဆရာကြီးတဲ့ဟောပြောပွဲနောက်ကြလိမ့်မယ်ပြန်ညာအောင်လို့တဲ့အဲ့ဒါနဲ့ကျွန်တော်ကပြောလို့တော့ကောင်းပါရဲ့လို့ကျွန်တော်တို့မှဟောပြောပွဲရှိတော့ပြန်အောင်မယ်နော်လို့နှုတ်ဆက်ပါသာတော်သားတယောက်ကပြောတယ်ဟောတဲ့ဆရာကြီးတို့ကလည်းစကားလေးလည်းပြောလို့ကောင်းရောပြန်ရောဆရာကြီးတို့ကိုတွေ့ချင်းတော့ကျွန်တော်တို့ကကြောက်တယ်ခမရကြောက်တော့ညာပိတ်တယ်ခမရအခုဆရာကြီးတို့ပြန်သွားလို့ရှင်လဲအိမ်ပြန်သွားရင်ဒီညာကပြန်ပိတ်အောင်မယ်ဟောဘာဖြစ်လို့လဲဆိုအိမ်ကြလည်းမိမကြောက်တယ်ခမရအဲ့လိုပြောတော့ကျွန်တော်တို့ထက်မှာကာတွန်းရေးတဲ့ဆွေမင်းတနုပြူပါတယ်ဆွေမင်းတနုပြူရဲ့ကာတွန်းကသိတဲ့အတိုင်းပဲတွတ်ပီကာတွန်းတွတ်ပီဆိုတာနိုင်ငံကျော်မရကြောက်မသိမြင်ကရောင်းမနဲ့ကြီးလိုက်ခုန်နေတဲ့ဇလိုက်အဲ့တွတ်ပီကိုရေးတဲ့ဆွေမင်းတနုပြူကလည်းတူတူပါပဲဒီကောင်လည်းမရကြောက်လှရောသားကမိမကြောက်တဲ့အကြောင်းပြောတော့ဒီကောင်ဝင်းသာသွားတယ်ဟာတယ်ခင်ဗျာမိမကြောက်သလားတဲ့အဖော်ညှိတာဗျသူကလာတော့သားပြန်ပြောတယ်ဘယ်လိုမေးလိုက်တာလဲဆရာရဲ့တဲ့ကျွန်တော်ကြောက်နေတော့ကသာဆရာမကခုမိမကြောက်တဲ့လောက်ကြောက်ရင်ပါမောက္ခဖြစ်ပြီဆရာရဲ့သူတို့ပြောတဲ့စကားလေးတွေကချစ်စရာလည်းကောင်းပါတယ်ပြောတိုင်းအလင်္ကာပါတယ်အဲ့လူတွေအကျင့်ကိုပါနေလေးစားစရာကောင်းပါတယ်ဒါနဲ့ကျွန်တော်ကအဲ့ဒီကြောင်းလေးကိုလိုပဲပြုံးညရကြပါစေလို့ဆိုပြီးတော့လှတော်သားနဲ့စကားအလင်္ကာလို့ရေးပါဘဝထဲမှာကျွန်တော်တို့အဲ့လိုလေ့လာစီးပူးသင်ယူနေရတာတွေကလည်းအများကြီးပါပဲစာရေးဆရာအီကြာကွေးကလက်ဖေးဆိုင်မှာလက်ဖေးမှာတော့ချိုစိတ်ဤပြည့်ခွေလဲတစ်ခွက်သူ့စာထဲမှာအဲ့လိုရေးတယ်ချိုစိတ်ပြီးတော့ဤပြည့်နေတောက်ပြီးရင်ခွေတော်လဲအောင်နှုတ်စီတွေအားထည့်ခိုင်းတယ်သူကလည်းရွဲ့တာရန်ကုန်မှာကလက်ဖေးဆိုင်လက်ဖေးမှန်ချိုတာလုံးဝမပါဘူးပေါ့ကြကြစိတ်ကြကော်ဖီဆိုခါကားတယ်ချိုရင်တောသားတယ်အဲ့ဒါကိုရွဲ့ပြီးတော့သူကအဲ့ဒီကောင်လေးမှမထဲတဲ့နှုတ်စီတွေငါအကုန်ထဲกว่าချိုစိတ်ဤပြည့်ခွေလဲတစ်ခွက်အဲ့ဒါလေးကိုကျွန်တော်ကလည်းသဘောကျတယ်ဗျကြတော့မှတ်ထားကျွန်တော်နေတဲ့နေရာလဲလမ်းမတန်းဆိုတော့လက်ဖေးဆိုင်ကြီးကျွန်တော်အိမ်ဝန်းကျင်မှာ18ဆိုင်လောက်ရှိတယ်ဒီနေ့တော့ကျွန်တော်အိမ်နဲ့နီးတဲ့လက်ဖေးဆိုင်သွားလက်ဖေးတောင်းရင်းနဲ့ကောင်ကလေးရဲ့10နှစ်သားစပွဲတို့လေးကျွန်တော်လာမေးဘယ်လိုပြောရမလဲဦးလေးတဲ့ဒီကောင်လေးကိုကြည့်ပြီးကျွန်တော်နောက်ထင်စိတ်ပေါက်လာဒါနဲ့ဟဲ့အောင်လို့ချိုစိတ်ဤပြည့်ခွေလဲတစ်ခွက်กว่าလို့အဲ့ဒီခြာတိတ်ကကျွန်တော်ကြည့်ပြီးတော့ပြုံးနေရပါတယ်တဲ့ကောင်တာကိုလှမ်းမှလိုက်လက်ဖေးတစ်ခွက်ဟေးတဲ့ချိုစိတ်ဤပြည့်ခွေလဲကြောက်ပြောင်းခိတ်ဆုံးကြောက်ပြောင်းကထညက်ထွက်တယ်ခိတ်ကဆုံးအောင်သူရွဲ့တာရတော့တောင်ချိုကျင်လာတာသေစမ်းกว่าဆိုပြီးတော့ဒါကျွန်တော်ဒီကလေးကိုလေးစားတယ်ဟာဒီကောင်ငါတဲ့တာတယ်လို့ဤကြကွေးတယ်လေတော်တယ်လို့ကျွန်တော်ကဤကြကွေးပြောတာကိုလွန်လှပြီးအောင်မင်းနဲ့သူ့မှာဖြည့်เสียရှိတယ်အဲ့ဒါလေးကျွန်တော်ဒီကောင်စီအသင်ယူလိုက်မှတ်ထားလိုက်နောက်တစ်ဆိုင်သူ့ရွယ်လေးပါပဲ12နှစ်လောက်ရှိတယ်မေးပြန်
ဘယ်လိုပြောရမလဲဆရာကြီးတဲ့ဒီကောင်ဖြည့်လို့မရအောင်ကျွန်တော်ပြောလိုက်ဟဲ့အောင်လို့ချိုစိတ်ဤပြစ်ခွေလဲကြောက်ကြောင်ကိတ်ဆုံးกว่าလို့အဲ့ဒီကောင်လည်းကျွန်တော်ကိုကြည့်ပြီးတော့ပြုံးပါရပါတယ်တဲ့ကောင်တာလှမ်းမှလိုက်တစ်ဖက်တစ်ဖက်ဟေးတဲ့ချိုစိတ်ဤပြစ်ခွေလဲကြောက်ကြောင်ကိတ်ဆုံးတိုင်ဖက်ပလက်လန်းအဲ့ဒီကလေးတွေမှာဖြည့်စရာတွေအများကြီးရှိတယ်ဗျဟာဒီကောင်လေးကပိုးတော်တယ်ကျွန်တော်သူ့ကိုလည်းသဘောကျတယ်သူ့ဟာလေးကိုမှတ်ထားနောက်တစ်ဆိုင်သွားပြန်တယ်သူတို့လိုရွယ်လေးပါပဲမေးပြန်တယ်ဘယ်လိုဖြောရမလဲဦးလေးတဲ့ဒီကောင်တော့ဖြည့်လို့မရတော့ကျွန်တော်ပြောလိုက်ထဲအောင်လို့ချိုးစိတ်ဤပြစ်ခွေလဲကြောက်ကြောင်ကိတ်ဆုံးတိုင်ဖက်ပလက်လန်ကွာအဲ့ဒီကောင်ကလည်းကျွန်တော်ကိုကြည့်ပြီးတော့ပြုံးပါတယ်ဒီကောင်နေပြုံးရင်ကျွန်တော်ကြောက်နေရတယ်သူကကောင်တာကိုလှမ်းမှလိုက်တစ်ဖက်တစ်ဖက်ဟေးတဲ့ချိုစိတ်ဤပြစ်ခွေလဲကြောက်ကြောင်ကိတ်ဆုံးတိုင်ဖက်ပလက်လန်မြောင်းကြတဲ့ခေါင်းဆိုင်အဲ့ဒီစကလုံးတွေဟာကျွန်တော်တခုမှပို့ပြောတာမဟုတ်ပါဘာဖြစ်လို့လဲဆိုရင်ပို့ပြောအောင်အဲ့ဒီစကလုံးတွေကျွန်တော်မတတ်နိုင်ပါကျွန်တော်လုံးဝမဖန်တီးတတ်ပါမသိပါဘူးအဲ့ဒီကလေးတွေမှမတတ်တယ်ဒီကောင်လေးတွေကိုယ့်တဲ့သားတွေဒါလေးကိုလည်းမျှဝေခံစားခြင်းလို့ကျွန်တော်ကစာကလေးတစ်ပုဒ်ရေးလိုက်ပါတယ်ခေါင်းစဉ်ကကိုယ့်တဲ့သားသောကလေးများဒီကလေးတွေစီရလေသင်ယူရပါတယ်နောက်တစ်ဆိုင်ကတော့ကျွန်တော်နဲ့လမ်းတစ်ဖက်မျက်နှာချင်းဆိုင်မြကျွန်တော်သွားနေကြဆိုင်ရာသက်ပန်ဆိုင်နာမည်ကအဲ့ဒီဆိုင်ကကာရာအိုကေပီစီတွေလေးတွေဖွင့်ထားတယ်အဲ့ဒီထက်သချင်းလေးတစ်ပုဒ်ကိုကျွန်တော်တော်တော်သဘောကျတယ်ကိုယ်ရွယ်နဲ့ကိုက်ညီသလားတော့မသိပါဘူးသချင်းကောင်းစဉ်က16နှစ်မှတဲ့သချင်းလေးက16နှစ်မှအိုးတဲ့အဲ့အိုးကဘာမှကျွန်တော်မသိပါဘူးဆက်ဆိုတယ်ဗျကိုကျွန်တော်ကိုခြာတိတ်လို့မခေါ်နဲ့ကိုနဲ့ကျွန်တော်အရက်ချင်းတိုင်းကြည့်မလားတဲ့မိကနီးပြီဒါကလေးလားတဲ့ကျွန်တော်သဘောကျတယ်အဲ့ဒီချင်းကိုနောက်တစ်နေ့ကျတော့အဲ့လက်ဖေးဆိုင်သွားတော့အဲ့ဒီမှာဆိုင်ကဇွဲရိုးကောင်ကလေးကဒီသချင်းကိုဖြတ်ပြီးတော့ဆိုနေပါတယ်16နှစ်မှကိုကျွန်တော်ကိုစိုက်ကားနဲ့မခေါ်နဲ့တဲ့ဟာပြက်ပြီဒီကောင်လောက်တယ်သူ့ကိုကြည့်ပြီးကျွန်တော်ပြုံးမိပါတယ်သူကဆက်ဆိုတယ်ကိုနဲ့ကျွန်တော်အရက်ချင်းတိုင်းကြည့်မလားသေခါနီးပြီဒါကလေးလားတဲ့အဲ့ဒီကလေးတွေကလေအဲ့ဒီလိုမျိုးဒီဟာသဉာဏ်တွေသူတို့မှရှိတယ်ဗျကျွန်တော်အဲ့ဒါကိုလည်းလေးစားတယ်ကိုမှမရှိဘူးဗျကျွန်တော်မြည်မလေးရှိတယ်9နှစ်အဲ့ဒီမြည်လေးကသူ့เจ้าမှာဆိုရတဲ့သင်းရှိတယ်ဗျအာဇာနည်ဗုဒ္ဓဘာသာမျိုးသားတိုင်းပြည်သင်းကလေးကကောင်းပါလေဒါကိုကျွန်တော်မြည်မဖြတ်ပြီးတော့ဆိုတယ်အာဇာနည်နဲ့ကဘာဘူးဆိုင်ခံလိုက်သူခက်ကဆိုတော့ဒီအကုန်ပါသွားတယ်ဗျဟန်ဩဖို့တကယ်ကောင်းပါလေလူတွေဟာဘသူမဆိုဗျလေးစားစရာတွေရှိတယ်ကိုယ့်ရဲ့ငယ်တဲ့ကလေးတွေမှလည်းကျွန်တော်တို့သင်ယူရတာရှိဒါကြောင့်မလို့ကဘာကျော်ပညာရှင်ကြီးဖြစ်တဲ့ဆိုကရေတစ်ကပြောတယ်ငါသိတာဆိုလို့တခုပဲရှိပါတယ်တဲ့အဲ့ဒါငါဘာမှမသိသေးဘူးဆိုတာပါပဲတဲ့သူဟာလူတိုင်းစီကပညာသင်ယူနိုင်ပါတယ်ဖဏတ်ချုပ်သမားစီကလည်းပညာသင်နိုင်ပါတယ်မြတ်ထမ်းသမားစီကလည်းပညာသင်နိုင်ပါတယ်ကျွန်တော်တို့စာရေးဆရာဆိုတာလေဘဝတည်းကရတဲ့အတွေ့အကြုံသိမြင်နေဒါတွေကိုစိတ်ကောင်းစေရနာကောင်းနဲ့မိမိကစာပေဖန်တီးခြင်းအတတ်ပညာနုပညာနဲ့စာတစ်ပုဒ်ဖြစ်အောင်လုပ်ရတာပါပဲသူများလုပ်ထားတဲ့စာတွေကိုကိုဖတ်တော့လေအဲ့ဒီစာတွေကကိုယ့်ဘဝမှာလမ်းညွှန်ချက်တွေဖြစ်ကိုယ့်ဘဝအတွက်မိစုတစ်စောင်းတွေဖြစ်ကိုကစာရေးတော့လေအဲ့ဒီစာတွေဟာတခြားသူတွေအတွက်ကောင်းသောအသည့်အမြင်ဖြစ်ပါစေလို့ဒီလိုရေးကြရပါတယ်ကျွန်တော်ကဒီမှာကျောင်းသူကျောင်းသားတွေလည်းပါတယ်ဆိုများပါပါတယ်လို့ပြောပါတယ်ဘောဓာဆောင်တွေလည်းရှိတယ်ဆိုတော့ကျောင်းသူကျောင်းသားများနဲ့သက်ဆိုင်တဲ့ကိစ္စကိုဥစွာပြောလိုပါတယ်ကျွန်တော်ငယ်ကစာအလွန်ညံ့ပါတယ်ညံ့နေဆိုတာမတော်တဲ့သဘောပါပဲစာမတော်ပါဘူးဘာဖြစ်လို့ညံ့လို့မတော်တော့ဆိုတော့ကျွန်တော်မှတိမ်ငယ်စိတ်ရှိပါတယ်ဒါအရေးကြီးတဲ့ချက်ပါပဲတိမ်ငယ်စိတ်ဘာကြောင့်ရှိတော့ဆိုတော့ကျွန်တော်9နှစ်သားမှဖေကွယ်လွန်သွားပါတယ်
ကျွန်တော်မေ23နှစ်မှာမူဆိုးမှဖြစ်ကျွန်တော်ဖေကလယ်သမားအမေကမလုပ်တဲ့မကိုင်းတဲ့လယ်ယာစီးပွားတွေပြက်အဲ့တော့ကျွန်တော်ကိုဖေကြီးနဲ့အမေကြီးကမွေးစားပါတယ်ကျွန်တော်ဖေကြီးကမူလာရန်ကျောင်းအုပ်ပါမူလာရန်ကျောင်းအုပ်ဆိုလို့လဲထင်မကြည့်ပါနဲ့ဦးလက်ထောက်ကတယောက်မှမရှိပါဘူးသူ့ဟာသူတယောက်တည်းပဲအုပ်နေရတာပါပဲအဖေကြီးရဲ့ကျောင်းကလေးကလည်းဒီစိတ်ခုံလောက်ပဲရှိပါတယ်ဒီလောက်တော့မကျယ်လောက်ပါဘူးဒီတွဲလောက်ရှိပါမယ်အဲ့ကျောင်းကလေးမှာကျွန်တော်ကကျောင်းနေရတယ်အဲ့တော့ဟိုနားမှာသင်္ဘုန်းကြီးတစ်ချက်ထောင်ကလေး20လောက်ဒီနားမှာသင်္ဘုန်းတစ်ချက်ထောင်ကလေး15လောက်ဒီဘက်မှာသင်္ဘုန်းကြီးတစ်ချက်ဒီဘက်မှာသင်္ဘုန်းကြီးတစ်ချက်သင်္ဘုန်းကြီးတစ်ချက်နဲ့တန်းမှာပဲအတန်းတစ်ခုနဲ့တစ်ခုနဲ့ပါတီရှင်းခန်းစီလိုက်ကတာရတာမရှိပါဘူးအားလုံးဒုံရုပ်ပေါက်မြင်ရပါတယ်အဖေကြီးကခလေအောင်ကထိုင်ကြည့်ရင်တကြောင်လုံးအုပ်ချုပ်လို့ရပါတယ်သူတယောက်တည်းဆိုဒီလိုအုပ်ချုပ်ရပါတယ်သို့တော့အဖေကြီးကပထမရန်လေးသွားစာပြနေ4ရန်ကောင်နေကြောက်တယ်မုံနဲ့ခုတ်နေပါပြီ4ရန်ကိုပြေးပြီးရံမွဲဖြစ်နေဒုတိယရန်ကောင်နေ2ပန်းချနေဒုတိယရန်ပြေးဖြစ်နေလို့ရှိရင်ဟိုတငယ်ရန်လေးကကောင်မလေးကိုကောင်လေးကနေရွက်ဆွဲလိမ့်လို့အောင်းကိုနေပြီစာကသိမ့်မသိရဘူးရံပွဲပဲလိုက်ရှင်းနေရပါတယ်အဲ့ဒီကြောင်မျိုးမှာကျွန်တော်ကနေခဲ့ရပါတယ်နေခဲ့ရတော့ကျွန်တော်မှတ်မိပါတယ်ဒီနွေရာသီကျောင်းပိတ်ပါတယ်အတန်းတင်စာမေးပွဲတခါမှမဖြေဘူးပါဘူးကျောင်းပြန်ခွင့်လို့ရှိရင်ဟိုပရင်းမောင်နာအကောင်ဒီစပွဲနာရွှေ့ခဲ့အဲ့ဒါတဒန်းတက်သွားတာပါပဲဒီစပွဲနာအကောင်ခေါင်းရင်းပေါက်သွားလိုက်အဲ့ဒီကောင်4တန်းရောက်သွားတာပါပဲကျွန်တော်တို့စာမေးပွဲလည်းတခါမှမကြပါဘူးဘယ်ကြမလဲဖြေမှမဖြေရတာပဲသိကောင်းတဲ့ကြောင်းပါပဲ4တန်းရောက်သွားပြီဆိုလို့ရှိရင်လည်းအဲ့ဒီကောင်တွေ4တန်းပြီးဆိုထွက်သွားကြတာပါပဲသူ့မင်းတော့4တန်းပါပဲစာမေးပွဲအောင်လားဆိုဖြေကိုမဖြေပါဘူးဘာလို့မဖြေတော့ဆို4တန်းကအစိုးရစစ်ပြဟိုဘုတ်စစ်ပြမြို့ကျောင်းသွားဖြေရတယ်ကျွန်တော်4တန်းရောက်တဲ့နှစ်ကျတော့အဖေကြီးကသွားဖြေခိုင်းပါတယ်အဲ့ဒီနှစ်က4တန်းမှာကျောင်းသားလည်းတော်တော်များပါတယ်ကျွန်တော်တယောက်တည်းရှိပါတယ်မြို့ကျောင်းသွားဖြေတော့ကျွန်တော်လည်းအောင်သွားပါတယ်အောင်သွားတော့ဖေကြီးကသူ့မြေးကိုပညာတတ်စေခြင်းနဲ့တဲ့မြို့ကျောင်းကျောင်းတက်ရမယ်ကျွန်တော်ရှိရမြို့ကျောင်းကိုကျောင်းသွားတက်တာတယောက်မှမရှိပါဘူးဘာဖြစ်လို့ဆိုကျွန်တော်တို့ရွာနဲ့အဲ့ဒီစစ်ငိုင်မြို့နဲ့6မိုင်ဝေးပါအဲ့6မိုင်ဝေးတဲ့ခရီးကိုနေ့စဉ်သွားပြန်12မိုင်ဘိမ့်မပိုင်သွားဖို့မလွယ်ဘူးရွာမှာဘိမ့်ဝယ်ပေးတဲ့လူကလည်းရှားပါကျွန်တော်4လောက်နဲ့နှစ်မှာဖေကြီးကလည်းပင်စင်ယူရပါတယ်ဖေကြီးမှာဘိမ့်ဝယ်ဖို့ခတ်သွားတယ်သို့တော့သူ့မှာရှိစုမဲ့စုငွေကလေးနဲ့ဘိမ့်တစ်စင်းရအောင်လိုက်ရှာပါတယ်လိုက်ရှာတယ်ဆိုတာဒီငွေနဲ့တင့်တော်တဲ့ဘိမ့်ရှာတော့နောက်တော့ရလာပါတယ်ဘိမ့်အိုလေးပါပဲတော်တော်အိုပါတယ်ဘလောက်များအိုတော့ဆိုရင်အဲ့လောက်အိုတဲ့ဘိမ့်ကိုအဲ့ဒီတက်ရွယ်ကနေကျွန်တော်ခုလောက်ကြီးလာတဲ့အထိနောက်ထပ်တစ်စင်းမှမတွေ့ဘူးပါဘူးကျွန်တော်ဘိန်းလေးတစ်ခုလုံးမှာအယောင်တောက်နေတစ်ခုမှမရှိပါဘူးလက်ကင်ကုန်မဲပါတယ်ဝေမဲပါတယ်စပုတ်တန်ကြီးအားလုံးမဲပါတယ်အဲ့ဒီဘိန်းအိုလေးကိုဝယ်ပေးတဲ့ဖေကြီးရဲ့ကျေးဇူးကိုလည်းရိုသေစွာကြော့ပါတယ်ဒီဘိန်းကလေးကကျွန်တော်ကိုပညာသင်မှုထောက်ပံ့ပြုပါတယ်ကိုရွာမှာတော့ကိုဘိန်းနဲ့ကိုဟုတ်လို့ပါပဲမြို့เจ้าရောက်တဲ့ခါကျတော့မြို့ဝါကောင်တွေကရလေးဘိန်းဟမ်မာဘိန်းအသစ်တွေနဲ့နေအယောင်မှာတပြောင်ပြောင်တက်လက်လက်နဲ့ကျွန်တော်ဘိန်းကဘာရောက်မှမထွက်ပါဘူးကျွန်တော်ကလည်းဆင်းပြေအောင်တွေးတတ်ပါတယ်ကောင်းတာပဲလို့ငါဘိန်းကနေအောင်နဲ့စီးသွားရင်ဘယ်သူမျက်စိမှဒုက္ခမပေးဘူးလို့အာတင်းနေဆိုတဲ့ကူကအားငယ်မှုပါပါတယ်ဘိန်းချင်းရှင်တော့ကျွန်တော်ရှုံးပါတယ်အဝတ်စားချင်းရှင်တော့လည်းကျွန်တော်ရှုံးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘိန်းဝလေးနဲ့လမ်းကလည်းကျန်းတော့တတိုင်းတိုင်းလဲတော့ဖုန်နေပေးခါချဆက်စည်းသွားဒုတိယအကြိမ်တစ်ထပ်လဲဖုန်နေထက်ခါတတိယအကြိမ်လဲတော့ခါခြင်းစိတ်မရှိပါဘူးခါရင်လည်းထပ်လဲဦးမှာပါပဲအဲ့တော့ကျောင်းရောက်တော့ချွေးတွေနဲ့ဖုန်တွေနဲ့ကတ်တော့ကျွန်တော်အိမ်ကြီးတွေကပေနွမ်းပါတယ်အမှန်တော့ပိဿခြင်းလည်းသူတို့ကိုမရှင်းနိုင်ပါဘူးသူတို့ပိဿတွေကပိုဖြူပါတယ်ကောင်းပါတယ်ကျောင်းစိန်ခြင်းလည်းသူတို့လုံကြီးတွေကပိုစိမ့်ပါတယ်အဲ့တော့ဝတ်စားခြင်းရှင်တော့လေငါရှုံ့မြန်ပြီနှစ်ချက်ရှုံ့မုံဘိုးကြတော့လေကျွန်တော်အဖွားကကျွန်တော်ကိုတစ်နေ့မှတမူးပဲပေးနိုင်တယ်အဲ့တော့မူးခစ်မခစ်တမတ်ဆိုလို့ရှိရင်ခောက်ဆွဲသုတ်မုံတီသုတ်လက်သုတ်ဆုံးအကုန်ရပါတယ်တမူးဆိုတော့အဲ့ဒီဟာကြီးစားနိုင်ပါဘူး
ဂျုံယိုတစ်ခွက်တော့တောက်နိုင်ပါလေဂျုံစီတွေကိုထင်းရက်နဲ့ပြည့်နေအောင်ဂျိုထားတယ်အုံသီးဆန်လေးဖြူထားတယ်အဲ့ဒါတစ်ခွက်တောက်ရင်တစ်နေ့လုံးအစာခန့်နေဟန်ကြတယ်ကျွန်တော်နေ့တိုင်းဂျုံယိုတစ်ခွက်တောက်တယ်အခုအသက်ကြီးလာလို့ကျန်းမာရေးနဲ့အာဟာရတွေပါလေလေးလာဖတ်မှတ်တော့ကျွန်တော်ကျန်းဖန်ကံကောင်းနေပါလေအဲ့ဒီဂျုံစီနဲ့ထင်းရက်နဲ့ဂျိုထားတဲ့ကိစ္စအတော်အားရှိတယ်လို့ဆိုပါလေကျွန်တော်အရက်9ပေတွေပါ6ပေတွေပါဖြစ်လာပါဟိုလက်တုပ်ဆုံနေပါလေစားတဲ့ကောင်ဝန်းလျှောနိုင်ပါလေကိုမစားနိုင်တော့ဒီလိုပြောရတာပေါ့အဲ့တော့မုံဘိုးချင်းရှင်တော့လည်းကျွန်တော်ရှုံးမြန်ပြီကဲအဲ့ဒါတွေထားလိုက်ပါရေးမကြည့်ပါဘူးရှုံးရင်ရှုံးမစေပေါ့စာကြမင်းရတာရင်ပြီးတာပဲဟောစာကြလည်းကျွန်တော်ရှုံးတာပဲသင်္ချာဘယ်လုံးမှမရှင်းနိုင်ပါဘူးတနေ့သင်္ချာဆရာမကကျွန်တော်တို့9ရက်ကိုဝင်လာပြီးတော့အောက်ပါပု္ပ္ပာများကို3ချက်နီးနဲ့တွက်ပါခိုင်းပါ3ချက်ဘာမှကျွန်တော်မသိပါဘူးကျွန်တော်အဖေကြီးเจ้าမှာ3ချက်သင်ခဲ့ရပါအပေါင်းတို့မြောက်စားပဲရှိ3ချက်ဆိုတာတော့ငါမတွက်တတ်ရင်3ချက်အရိုက်ခံရမှာပဲလို့ကျွန်တော်အဲ့လိုပဲနားလည်လိုက်ကျွန်တော်ပဲဘေးရကောင်ကမြို့เจ้าက၄တန်းအောင်လာတာသူကတွက်တတ်တယ်တွက်နေပြီကျွန်တော်လှမ်းကြည့်တယ်ကလေးမှလည်းကလေးရဲ့သိက္ခာရှိသေးတယ်အဲ့တော့မသိမသာကြည့်ရတယ်မသိမသာကြည့်တော့လည်းမမြင်ရဘူးမမြင်ရတော့ကျွန်တော်သိက္ခာကိုနည်းနည်းချလိုက်ပါဒီကောင်ပဲတိုးပြီးတော့ကြည့်မမြင်ရသေးဘူးနောက်ဆုံးသိက္ခာကိုချပလိုက်ပါတယ်ဒီကောင်ဘေးနာကပ်ပြီးကြည့်လိုက်ပါတယ်ကြည့်မှလည်းသိရောသူကကြောကုန်းကြီးနဲ့ကွယ်တယ်မကြိုက်တဲ့သဘောမကြိုက်မကြည့်ဘူးပေါ့ကွာကလေးမှလည်းမာနနဲ့သို့တော့3ချက်ရိုက်ခံမှလည်းကြောက်တော့ညာဘက်ကကောင်ကိုကြည့်ရညာဘက်ကကောင်ကလည်းကျွန်တော်ကြည်မှန်းလည်းသိတာနဲ့စာရွက်ကိုဗလာစာရွက်ကိုထောင်ပြီးတော့ကာလိုက်မမြင်ရတော့ကျွန်တော်အဲ့ဒီစိတ်အားအငယ်ဆုံးပါပဲကြောင်းနေခြင်းစိတ်လည်းမရှိတော့ပါဘူးငါဒီသူတို့ကိုဘာတစ်ခုမှမရှင်းနိုင်ပါလားစပိန်ချင်းအဝတ်စားချင်းမုံဘိုးချင်းဓာရီတွေမကစာပေလည်းမရှင်းနိုင်ဘူးငါကညံကိုမကောင်းပါဘူးလို့ထင်ပါတယ်ကလေးဆိုတော့ကျွန်တော်သင်ခဲ့ရတဲ့အကြောင်းမှာအခြေခံမကောင်းဘူးလို့ကျွန်တော်ပဲစဉ်းစားတတ်မလဲမြို့เจ้าမှာက4တန်းမှာ9ဘာသာရှိဆရာမ9ယောက်သင်ကြတာကျွန်တော်ဖေကြီးเจ้าမှာက6တန်းမှာဆရာ1ယောက်သူတို့ကအတန်းထဲမှာဆရာမ9ယောက်သင်္ချာကျွမ်းသူကသင်္ချာသင်တယ်ပုံပြောကောင်းတဲ့ဆရာမကမြမသာသင်တယ်သမိုင်းသင်တယ်ပုံဆွဲကောင်းတဲ့ဆရာမကပထဝီသင်တယ်အဲ့လိုသူ့ဘာသာရဲ့နဲ့သူအပိုင်ဆိုင်ပြိုင်ပြီးတော့သင်ထားလို့ဒီကောင်တွေကစနစ်တကျတက်ပြီးတော့9ရန်တက်တာကျွန်တော်ကအပေါင်းတို့မြောက်စားလောက်သင်္ချာတက်ပြီးတော့မှဆံမွေးဝန္ဒာနီးမှကြက်မှတ်ပြီးတော့မြို့ချောင်းရောက်လာတာ4တန်းအောင်နာချင်းတူလို့9တန်းမှာဘေးချင်းရှင်ခုံရင်းတူထိုင်မိမဲ့အခြေခံချင်းကွာပါတယ်အဲ့ဒါကိုကျွန်တော်မသိတော့ကျွန်တော်ညံတုံးနဲ့ညံထိုင်းနဲ့ငါကောင်းမှသင်္ချာအုံနောက်မရှိဘူးလို့ခင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်စိတ်ဓာတ်အကြာကြီးကြပြီးတော့သူတို့ကိုရှင်ပြိုင်လိုစိတ်လုံးဝမရှိတော့ပါကျောင်းသာတက်နေရတယ်ကျွန်တော်ဘယ်သူနဲ့မှမပြိုင်တော့ပါကိုယ့်အသာကိုပုံတော်သလိုနေလိုက်ပါလေလက်ပတ်စာမေးပွဲကျွန်တော်တခါမှမအောင်ဘူးပါဘူး6ဘာသာရှိတဲ့နက်ကအမြဲတမ်း4ဘာသာလောက်ကြပါလေကြတာပဲကျွန်တော်ကြလည်းဘာဖြစ်လဲကြတဲ့အတိုင်းနေလိုက်တာပါပဲအဲ့တော့ position စင်တော့ကျွန်တော်တို့တက်မှာလူ60ရှိပါတယ်လူ60မှာကျွန်တော်ရဲ့ position စင်က42နောက်မှာရှိပါတယ်တခါမှတဝက်ထိမလာဘူးပါဘူးပထမဒုတိယတတိယအဝေးကြီးပါပဲကျွန်တော်မှတ်မိပါတယ်အဲဒီကောင်မလေး2ယောက်နဲ့ကောင်လေး1ယောက်နဲ့သူတို့3ယောက်ပဲလဲနဲ့လူပြီးယူနေကြယူဘောဒါသူတို့ကိစ္စပဲကိုနဲ့ဘာဆိုင်နာမှတ်လို့ကျွန်တော်သူတို့ကိုမနာလိုတဲ့စိတ်လည်းမရှိပါဘူးလူကျင်စိတ်လည်းမရှိပါဘူးကိုယ့်ဘာသာကို42နောက်မှာအေးအေးဆေးဆေးနေနေတာခညံ့ညံ့ကျွန်တော်ပါပဲအဲ့တော့အမြဲတမ်းလက်ပတ်ဆံမွေးပွဲကြမြမစာလေးတစ်ခုတော့ကျွန်တော်မဆိုးပါဘူး2ဘာသာလောက်အောင်တဲ့ထဲမှာမြမစာပါပါတယ်သမိုင်းလည်းပါတတ်ပါတယ်ဒီနေ့တော့9ရန်မြမစာပြတဲ့ဆရာမကတန်းနဲ့ဝင်လာပြီးတော့ကြပြားလေး2ကြောင်းသင်မုံကြီးပေါ်မှာရေးလိုက်ကျိုးနှကောင်ထနောင်းမင်းညီနောင်ကလွမ်းအောင်သူချွဲပတော်ပြူပင်မြက်ကဲမြေစာထူးလာတဲ့ဖိုးတောင်သူကဲ
အောက်ပါကြပြာကိုသင်လျော်ရာခေါင်းစဉ်တိုက်တမျက်နာကစာစီကုန်းမှာရတယ်ကျွန်တော်လှုပ်တက်ဒါတော့သိကျွန်တော်ဘယ်ဘေးရကောင်နဲ့ဒုက္ခရောက်နေကျွန်တော်လှမ်းမြင်ဟဲ့ဂျိုးဆိုတာဘယ်လိုကောင်လဲဟာဒီကောင်မျိုးကကောင်ဂျိုးမသိဘူးကျွန်တော်ကသိတယ်ကျွန်တော်တို့ရွာမှာဂျိုးနှစ်ကောင်ဘယ်ကမလဲအုပ်လိုက်ရှိတယ်ဒီကောင်ကျွန်တော်ရှင်းပြတယ်ဂျိုးဆိုဘယ်လိုကောင်ကျွန်တော်ညာဘက်ကဗလာစားရထောင်တဲ့ကောင်လည်းဒုက္ခရောက်နေတယ်ဟဲ့အောင်လေထနှောင်းညောင်မင်းမောင်နှမတဲ့ထန်းကြီးအကိုတဲ့ထနှောင်းမင်းညီနောင်တဲ့ရှိတယ်ဒီကောင်ကိုရှင်းပြဟိုရှေ့တန်းကောင်လည်းဒုက္ခရောက်နေတယ်ဟဲ့ကောင်နဲ့ဘရောပြီးဆိုတာဘယ်လိုပြင်လဲတဲ့အမြင့်ကြီးလားတဲ့ဟာဘယ်မြင့်မလဲအဲ့ဒါမြက်ဘရောပြူတို့ဘရောညိုးတို့နွားသိပ်ကြိုက်တာကျွန်တော်အဲ့ဒီနေ့တော်သားဖြစ်ရတာအတော်ဟန်ကြပါလေဆရာကြီးကိုဖြစ်နေတာပဲဒီကောင်လေးကိုရှင်းပြဖိုးတောင်သူတဲသိတာပေါ့ဗျာကျွန်တော်အဖေတဲသွားနေကြတဲခေါင်းစဉ်တောင်ရပြီဖိုးတောင်သူတဲလို့တက်လိုက်ပါတယ်တက်ပြီးကျွန်တော်ရေးပါတယ်ရေးလို့အလွန်ကောင်းပါတယ်ကိုကောင်လှမ်းကြည့်ပါတယ်ကြောကုန်းနဲ့꿰တဲ့ကောင်စာရွက်ထောင်တဲ့ကောင်ကြည့်ပါတယ်ကြည့်ပေါ့ကျွန်တော်ကကြောကုန်းလည်းမ꿰ဘူးစာရွက်လည်းမထောင်ဘူးရေးပါတယ်15မိနစ်လောက်နေတော့တမျက်နှာပြီးသွားပါတယ်ပြီးသွားတယ်ဆရာမကိုသွားပြဆရာမကဖတ်ကြည့်ပြီးတော့ဟဲ့တဲ့တန်းလုံးသားထောင်ဆန်းကျွန်တော်စာရေးစာကုန်းကလေးကိုအားလုံးကြားဖတ်ပြပါတယ်ဖတ်ပြပြီးတော့စာအုပ်ကလေးကိုသိကျွန်တော်ပြန်ပေးနေပြောလိုက်ပါတယ်မင်းကြည့်ရင်စာရေးဆရာဖြစ်မယ်ငါတဲ့မြမသာဆရာမပြောတဲ့စကားကျွန်တော်နှလုံးသားမှာစွဲနစ်သူ့ဝင်သွားပါတယ်အဲ့ဒီစကားကျွန်တော်ဘဝကိုပြဋ္ဌာန်းချက်တစ်ခုပေးလိုက်တယ်လို့ပါပဲစာရေးဆရာဘာကောင်မှမသိပါဘူးအဲ့ဒီဘာကောင်မှမသိတဲ့စာရေးဆရာကိုငါးတန်းတောင်းသားရဲ့ဖြစ်ချင်းစိတ်ကြီးမားခဲ့မိပါတယ်ဆရာမကကောင်းလို့ပြောတာနေမှာပဲထင်ပါတယ်အဲ့လိုနည်းနဲ့ကျွန်တော်ကအတိုင်းနေပြီးတော့လိမ့်ပိန်ပြီးတော့အောင်တက်လာတယ်ဗျလဘသာမေဘသာမအောင်တာသူကသင်္ချာကျွန်တော်ကညံ့လာအဲ့ဒီသင်္ချာမှာကသင်္ချာ1သင်္ချာ2သင်္ချာ2ကြတော့9တန်းကြမှာအကုန်လုံးတူတူသင်ရဒါတော့ကျွန်တော်ဒီကောင်လေးကိုရှင်းနိုင်တယ်အဲ့တော့သင်္ချာ1က20လောက်ရသင်္ချာ2က60လောက်ရလို့ဆိုရင်နှစ်ခုပေါင်း80ဆိုကျွန်တော်အောင်သွားပြန်တယ်အဲ့လိုနည်းနဲ့စစ်တမ်း9တန်း10တန်းရောက်တော့ကျွန်တော်စာတော်ဖတ်နေပါပြီမဂ္ဂဇင်းတွေဝတ္ထုတွေဖတ်နေပါပြီအဲ့ဒီစာဖတ်တဲ့ကိစ္စလေးကျွန်တော်ကျောင်းသူကျောင်းသားများငယ်ရွယ်သောသားသမီးတို့အကြံပြုလိုပါတယ်စာအုပ်စာပေလူမိတ်ဆွေဆိုမဲ့လို့ချို့သောစာအုပ်တွေအပျော်ဖတ်ဖို့ပဲကောင်းပါတယ်ဆိုတော့နုနုကြီးပြောတယ်လို့တချို့ကဝါစာညင်းညက်ကြအောင်ဝါမျိုးချအဲ့လိုစာမျိုးရှိပါတယ်တချို့ကလည်းဆရာဦးဒုက္ခပြောတာတော့ကြံစုပ်တယ်လို့ပေါ့အရေးကိုမျိုးချပြီးအဖက်ကိုထွေးပြရတဲ့စာမျိုးလည်းရှိပါတယ်တချို့ကကြတော့ဘယ်လိုစာမျိုးရှိလို့ဆိုကွန်းရလို့စာမျိုးရှိပါတယ်ဝါပြီးလို့အရေးလည်းထွေးအဖက်လည်းထွေးဘာမှမရဘူးအဲ့အရေးမရဖတ်မရဆိုအဲ့ဒါကွန်းရကိုပြောတယ်အဲ့ဒါမျိုးစာလည်းရှိတယ်ဗျအဲ့တော့အဲ့ဒါမျိုးစာကိုစာမဘဝရဲ့ထိသွားမယူနဲ့ဥပမာကျွန်တော်ပြောမယ်ဝတ္ထုလေးတစ်ပုဒ်ကောင်လေးနဲ့ကောင်မလေးချစ်သူနှစ်ယောက်ဘယ်သူမှမရှိတဲ့နေရာမှာတိတ်ကလေးချိန်ပြွေးကြတယ်ကောင်းတယ်ဖတ်တာလဲကောင်လေးတွေကောင်မလေးတွေဆိုတော့သဘောကျတယ်ကောင်ကလေးရတဲ့ကောင်မလေးကိုခေါ်လိုက်တယ်ချစ်တလုံးနဲ့ပဲမပါဘူးပိုင်ဖီလင်မလာဘူးတဲ့ချစ်တလုံးနဲ့ဆိုတော့ကောင်းတယ်တဲ့ကောင်ကလေးကဖတ်နေတယ်ဘောပင်လေးထုတ်ပြီးတော့မြင်းတားတယ်ငါကြိုင်လေတလုံးနဲ့ခေါ်လိုက်အောင်မယ်တဲ့ဒီကောင်ခေါ်စရာမရှိသေးဘူးခေါ်ခြင်းနေတယ်အောက်တကြောင်ကောင်လေးကခေါ်လို့အောက်တကြောင်မှာကောင်မလေးကထူးလိုက်တယ်မောင်းတဲ့မောင်းမဟုတ်ဘူးဗျစာရေးဆရာမတမင်ဟာထိုးထက်ရေးတာဒိဗေကတော့ကောင်မလေးကခတ်ချွဲလေးထူးလိုက်တော့နှာသံပါပြီးမှောင်သွားတာပါကောင်မလေးကလည်းဖတ်နေနဲ့ကောင်းတယ်တော့တဲ့မြင်းလေးတားတယ်ငါကြရင်လည်းမှောင်လိုက်အောင်မယ်သူကလည်းမှောင်စရာမရှိသေးဘူးမှောင်ခြင်းနေတယ်ဗျအဲ့တော့ကောင်ကလေးကနောက်တစ်ချောင်းဆက်ပြီးပြောလိုက်တယ်ကျွန်တော်တို့ကကြည့်လိုက်တဲ့ခါကျတော့ကြက်ချေကကလေး9ခုပဲတွေ့ရတယ်ဘာတွေမှမသိ
အဓိပ္ပာယ်ကတော့ကောင်ကလေးကပြောတော့ပြောလိုက်တယ်တဲ့ဒါပေမဲ့လို့ဟိုကောင်မလေးနာကပ်ပြီးတိုးတိုးလေးပြောလိုက်တာတဲ့စာရေးတဲ့ကောင်လည်းမကြားလဲရဘူးတဲ့စာရေးတဲ့ကောင်မကြားအောင်ဆိုတော့ဖတ်တဲ့ကောင်ဘယ်လိုလုပ်ကြားမလဲဗျာအဲ့ဒီမကြားရတာကြီးကလည်းသိကျင်တယ်ဘာတွေများပြောလိုက်ပါလိမ့်မသိရတော့အောက်တစ်ချောင်းကောင်မလေးအလှည့်ကိုကြော်ကြည့်လိုက်အဲ့ဒီမှာနှလုံးရေးထားတာတွေ့ဘာလဲဆိုတော့ဟင်းအင်းစဉ်းစားရမယ်ဟင်းအင်းဆိုတော့ဒါညင်းတာပဲတဲ့ညင်းတာဆိုရင်ဟိုဘွားချက်ချေကတည်းကတောင်းတာဖြစ်ရမယ်ဟာဒီကောင်ဘာတွေများတောင်းပါလေအဲ့ဒီမှာငယ်တဲ့အရွယ်တွေကမိုက်တော့ရှောက်တွေးတာစာရေးဆရာပြောတယ် तू မရေးဘူး तू က तू တွေးတာတော့မတတ်နိုင်ဘူးတဲ့မင်းတို့ဒီကောင်တွေးအောင်လုပ်ထားတယ်ဟင်းအင်းပြီးတဲ့နောက်တစ်ကြောင်ကောင်လေးပြောလှည့်ကြည့်လိုက်တယ်ချက်ချေက9ခုပါပဲတိုးတိုးကလေးပဲပြောလိုက်ပြန်တယ်ကျွန်တော်တို့ကသဘောပေါက်ပါပြီအောက်တစ်ကြောင်ကောင်မလေးလှည့်ကိုကြည့်လိုက်တယ်ဒီတစ်ခါလဲနှလုံးမဲ့တွေ့ဘာလဲဆိုတော့ဟင်းတော်ဆိုပါလားဟင်းတော်ဆိုတော့ဟိုကောင်အတော်ကဲနေပြီထင်တယ်သူစားဖရင်နဲ့အလုပ်ကိုရှုပ်နေတာပဲကျွန်တော်တို့မတွေးရဟင်းတော်ပြီးတဲ့နောက်တစ်ကြောင်ကောင်ကလေးအလှည့်ချက်ချေက9ခုပါပဲကျွန်တော်တို့ကကောင်မလေးလှည့်ကိုကြော်ကြည့်လိုက်ပြန်တယ်ဒီတစ်ခါကျတော့တစ်လုံးမဲ့တွေ့ဘာလဲဆိုတော့ဟိုဆိုပါလားဘာဖြစ်လို့များအိုတာပါလေတွေးရတယ်ပို့ပြီးတဲ့နောက်တစ်ကြောင်ကောင်လေးလှည့်ထုံးစံတိုင်းပါပဲတက်ချေက9ခုကျွန်တော်တို့ကကောင်မလေးလှည့်ကိုကြော်ကြည့်လိုက်တယ်ဒီတစ်ခါကျတော့4လုံးတွေ့ဘာလဲဆိုခစ်ဟာကောင်းနေခစ်ဆိုတော့ရီတာပဲကွာရီတာဆိုတော့ feeling တွေအပြတ်ခိုက်ကုန်ပြီထင်တယ်စာဖတ်ရင်းနဲ့တွေးနေရတယ်သဘောကျအစအနေပြန်ဖတ်ချစ်မောဟင်းတော့ခစ်ကောင်းနေတဲ့ကိုတယောက်တည်းကောင်းရုံနဲ့အားမြောက်ဟဲ့လာတော့ကျမိုက်တကွာတဲ့ feeling တွေကိုအရန်တက်တာပဲတဲ့အဲ့ဒါမျိုးစာကိုဖတ်ပြီးတော့ကျွန်တော်တို့ရဲ့သားရွယ်သမီးရွယ်တွေဘာဖြစ်လာသလဲချစ်ချင်စိတ်တွေပေါက်လာတယ်မှောင်ညင်စိတ်တွေဖြစ်လာတယ်အိုချင်စိတ်တွေပေါ်လာတယ်ခစ်လှုပ်ချင်လာတယ်10တန်းလည်းမအောင်သေးဘူးဟိုရှုပ်မနေနဲ့အောင်ညင်နဲ့ခစ်လို့ပြီးတာပဲကွာမိယာယောဂါနဲ့အပြတ်မိုက်ချင်စိတ်တွေပေါက်ပါတယ်